ကောင်းလိုက်တဲ့မိုးရွာတန်းကွာခုနောက်ပိုင်း Facebook ရဲ့စီမင်းအသစ်တွေကဒီ follower 1000 ကျော်တော့ viewer 1000 ကျော်တော့1000ခွဲပေါ့နော်အဲ့လိုတွေရမှသာလေရင်ပဲ CM ပွင့်လာတော့ရှေ့ဆက်ပြီးတော့မှ monetization အတွက်ဆောင်ရွက်လို့ရမှာဖြစ်တဲ့ခါကျတော့ video clip တွေကြတော့အရင်တော့လိုမျိုးဟိုလိုပြောရမလားသူများ video clip တွေကောက်တင်လို့မရတော့လေကို video clip နဲ့ကိုပဲစင်မီလိုကြည့်ချက်ပြီးတော့မှ creation လုပ်ပြီးတော့မှတင်ရတာဆိုတော့ဗီဒီယိုတွေကတော့ fortune တော်ချင်းလုံနိုင်မှသာလျင်လည်းအဆင်ပြေတော့မှာမောင်းရလို့ရှိရင်အဆင်ပြေနိုင်တော့ပေါ့ကောင်းသွားတော့10စက္ကန့်လောက်ပဲဖြစ်ဖြစ်စက္ကန့်30လောက်ပဲဖြစ်ဖြစ်ကိုယ်ပိုင်လုပ်ထားတဲ့ပို့ဗီဒီယိုကလစ်တော့တပ်ပုံလို့ပေါ့နော်အဲ့လိုလေးဆိုရင်ပုံပြမှအဆင်ပြေနိုင်တာပေါ့ဒါနောက်တယောက်နဲ့တယောက်အပြန်အလှန် follow to follow ဘက်တွေကူမသာလျင်လည်းငန်းဆန်းဆန်းနဲ့စီယံပုံမှုတော့ကလမ်းလာရှိမှာပေါ့ခေါ်တော့ကိုရီလဲစလောက်ခသားဆိုတော့ဗီဒီယိုကလစ်တွေကတော့ကြုံလို့ယူနေရတာပဲကြုံလို့လမ်းသွားရင်းနဲ့ရိုက်လုံးလုံးနဲ့လည်းရိုက်ဘာပဲလို့ရိုက်နေရတော့တာမိုးရွာနဲ့ရိုက်နေပွင့်နဲ့ရိုက်ဒီ viewer တွေဘာတွေတက်ဖို့တော့ဆိုရင်ဗီဒီယိုဘာတွေမကြောက်ဖို့တော့ဆိုရင် lorry တက်တွေတို့ comment တွေတို့ဆိုတာလည်းရနိုင်မှာအဆင်ပြေပါလေမဟုတ်ရင်ဘယ်လိုမှအဆင်မပြေနိုင်တော့ဗီဒီယိုဘာတွေကြာပါနိုင်တော့ပါအဲ့တော့ဒါနဲ့တော့ပြန်လာကူပေးမှသာလင်းပဲအဆင်ပြေတော့မှာ